coffee နဲ့ထိုင်ရဲဒါ coffee ဖြော်တဲ့ခွက်ကလေးပေါ့နော်coffee ဖြော်တဲ့ခွက်ကလေးပါcoffee နဲ့ထားကနိုင်ဝက်လောက်ထားရပါနော် coffee ကနိုင်ဝက်လောက်နဲ့ထားတယ်ကြက်ဥပြုတ်ထားတယ်ပြီးမှရေချိုးပြီးမှ coffee ပြုတ် coffee နဲ့ကြက်ဥပြုတ်ကိုစားရပါနော်အဲ့လိုစားတာဆိုရင်ဝိတ်ကြတယ်လို့ပြောပါတယ်ကျမတော့စားတာတော့တစ်လောက်ရှိပါပြီဒါပေမဲ့ဒါကြီးထူးထူးခြားခြားတော့မကြသွားဘူးပေါ့နော်ကြသွားပြီဆိုတာကိုကလည်းအစားမစင်ကြဘူးပေါ့နခင်အိမ်ရထားပြီး၄နာရီကြာမှအိမ်ရ၄နာရီထားရဲဆိုရင်၄5 6 9 8နာရီမှစားမှာပေါ့နော်ဒါပေမဲ့ကျမ6နာရီလောက်ဆိုစားပြီပေါ့နော်6နာရီလောက်စားပြီဆိုတော့အဲ့ဒါကိုတော့ပြန်ပြီးတော့အကျင့်ဖြတ်ရမှာပေါ့နော်7နာရီမှစားမယ်ကော်ဖီနဲ့ကြက်ဥတောက်မယ်ပြီးလို့ရှိရင်ကော်ဖီနဲ့ကြက်ဥတောက်တာကော်ဖီချမ်းကနေနိုင်ပါတယ်နေနိုင်ပါတယ်ဆိုတာ7နာရီလောက်မှာကော်ဖီနဲ့ကြက်ဥစားတာတောက်တာလောက်လိုက်လို့ရှိရင်နေ့လေ1နာရီ2နာရီလောက်မှထမင်းစားတယ်ပေါ့နော်